တခဲဘလောက်လဲတဲ့ဒီ N2 ကြောက်ချင်ဆက်ပြလေးကိုမေးထားတာပါရှင်တခဲဘလောက်လဲဆိုတာကိုမပြောခင်မမေကနေပြီးတော့ဒီ N2 ကြောက်ချင်ဆက်ပြလေးကဘာအတွက်ကောင်းတာလဲဘလို့လူတွေသုံးတင်တာလဲဆိုတာကိုအရင်ဆုံးပြောပြပေးပါမယ်ရှင်သူကကြောက်ချင်ရဲ့ရှားဆောင်ရဲ့ပေါင်းဆက်ပြုတ်လုပ်ထားပြီးတော့ကျမ်းမာရေးနဲ့အညီပြုတ်လုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်စိတ်ချစွာနဲ့အသုံးပြုလို့ရပါတယ်ရှင်ဘလို့လူတွေသုံးတင်တာလဲဆိုလို့ရှိရင်တော့အောင်းမျက်နာလေးအနံ့ဆိုးထွက်တာရာရံတာလေးကို3ရက်အတွင်းကိုမှတက်တာချင်းနေဆိုတဲ့သူတွေသုံးပေးပါရှင်တခဲကို19800ပါမြို့ပေါင်း300ကျော်ကိုငွေတပြားတစ်ချက်မှကျူလွဲစရာမလိုပဲနဲ့အိမ်ရငွေချီစနစ်နဲ့ပို့ဆောင်ပေးနေပါတယ်ရှင်19800ဆိုပြီးမဲ့တခဲကို2လကျော်3လလောက်အထိသုံးခံတဲ့အတွက်ကြောင့်မို့လို့အရန်ကိုမှတန်တဲ့ဈေးနှုန်းနဲ့ရတဲ့ N2 ကြောက်ချင်စပြလေးပါရှင်။မာယူချင်နေဆိုလို့ရှိရင်တော့မမေရဲ့ hashtag ခံထားတဲ့ Viber ဖုန်းနံပါတ်လေးကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့မောင်နိုင်တယ်လို့ TikTok CB နဲ့ Viber ကနေလည်းလာရောက်မောင်နိုင်ပါတယ်ရှင်။